ကြောင်ကလေးလေးဟာကမ်းခြေတစ်ခုမှာဆော့နေရင်းနဲ့ကုန်းပေါ်တင်လာတဲ့ရေတူးမတစ်ယောက်တွေ့သွားပါတယ်။ကြောင်မိန်းနဲ့ကြောင်ကလေးကရေတူးမလေးကိုအိမ်ခေါ်သွားပါတယ်။ရေတူးမလေးကငိုယိုနေပါတယ်။ကြောင်မိန်းကသူ့ကိုကျွေးနေပါတယ်။ကြောင်ကလေးကကြံတစ်ခုရသွားပါတယ်။ကြံတစ်ခုရပြီးတော့ရက်ဆက်ကြီးကိုသွားငါးပါရက်ဆက်ပြီးတော့ရေတူးမရမီးကိုဆက်လိုက်ပါတယ်။ရေတူးမရမီးကိုမသွားပါတယ်။ရေတူးမနိုးလာတော့အံ့ဩနေပါတယ်။သူ့အမီးမရှိလို့ဆိုပြီးတော့ကြောင်ကလေးကရေတူးမမီးကိုရွှေတွေချဲ့ပေးနေပါတယ်။ပြီးတော့ကြောက်တွေကိုရှယ်ကပ်ပေးနေပါတယ်။ရေတူးမလေးဟာတွန်းလဲဦးချမ်းနဲ့လိုက်လာပါတယ်။ပြီးတော့ကြောင်ကလေးကပျော်ရွှင်လာရေတူးမလေးရဲ့အမီးကိုပြန်တက်ပေးလိုက်ပါတယ်။ရေတူးမလည်းတူတူပျော်ရွှင်နေပါတယ်။ပြီးတော့ရေတူးမဟာရေပင်လယ်ထဲကိုပြန်ဆင်းသွားပါတယ်။ပင်လယ်ထဲကရေတနာတက်တာတစ်ခုယူလာပြီးကြောင်ကလေးလေးကိုပေးပါတယ်။ကြောင်ကလေးကဝမ်းသာနေပါတယ်။ပြီးတော့ရေတနာတက်တာတစ်ခုယူသွားပြီးကြောင်လေးကသွားရောင်းပါတယ်။ကြောင်လေးကပတ်စံအကြီးကိုပပြီးပြန်လာရင်းနဲ့သူ့အမေနဲ့ချင်းချင်းတတ်တာနေထိုင်သွားကြပါတယ်။